ကိုဘာလဲရေလာထဲတာဒီလာထဲတာဟုတ်ရေလာထဲတာတော့မကကားလာရေလာထဲတာဟုတ်ကိုတာခွေးလေးကြည့်ပြီးခွေးကြိုက်မှာသို့လို့ ဟဲ့ခွဲလို့မခေါ်နဲ့ကွာ ကျုပ်ကခွေးကိုခွေးလို့မခေါ်လို့ဘယ်လိုခေါ်ရမလဲ အဲ့ဒါငါသားလေးမင်းရေထဲမှာမလားထဲကြရတဲ့ရှာမရှိနဲ့ရဘာလို့မင်းဘာလို့ရေလာမပို့อ่ะဟာကျွန်တော်ပြောခဲ့တယ်လေအိမ်မရှိတဲ့အကိုသားလေးကိုဟော你别笑နှစ်ရက်လောက်ခရီးသွားတယ်ရှိလို့ရေးလာမပို့ဘူးလို့ဒီအဲ့ကိုမပြောဘူးလားအကိုဒီငါပြောလိုက်ပါလေနော်သေချာပြောခွေသားလေး这年轻人。